ဒီနေ့သာသနာတော်နဲ့2550ခုနှစ်လူတော်ဘောဇာတတဲ့1369ခုနှစ်ဆောင်းမုံလဇန်5ရက်ရန်ကုန်တိုင်းသာကေတမြို့နယ်6နောက်ရပ်ကွက်မြေတော်သာလမ်းအမှတ်54နှစ်ဓမ္မဒါနပြုရှင်ပြတော်တိုင်းကကြီးဥရွှေအောင်အလို့မတော်အေးမှာရွှေမိုးကောင်းရတနာတော်ကမိသားစုနဲ့SA ရွှေပြည်အဖွဲ့သားများစုပေါင်းမှာပုံကတိပွဲတော်နဲ့ဥရွှေအောင်ရင်50နှစ်ဝင်းနှစ်အလှတော်မင်္ဂလာဖြစ်ဆင်ကျင်းပပူဇော်တော်ဒီချံဝဲမှာပူဇော်ကျင်းပတဲ့ဓမ္မဒါနလူတော်မင်္ဂလာပွဲဝင်ဟောကြားအပ်တော်ဘုရားရှင်တော်မြတ်ဟောကြားတော်မူသောပါဠိတော်ထွေထွေမှကောင်းသောရာရာများကိုတန်ဆာဆင်အခြေခံဟောကြားအပ်သောဘသူအဓိကလည်းလို့အမည်ပေးသောတရားတော်ပြိဿရဲ့ဗာတရားနဲ့ဘသူအဓိကလည်းဟုတ်လားဒါကြောင့်တရားတော်ကိုမဟောကြားမိမလားကြားမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထုထားသဗ္ဗညုရှင်တော်မြတ်ဘုရားရဲ့ဂုဏ်တော်တရားတော်မြတ်ရဲ့ဂုဏ်တော်သံဃာတော်မြတ်ရဲ့ဂုဏ်တော်များအာယုံပြုပြီးတော့ရှိခိုးကြောပူဇော်ကြရအောင်အလုံးတော်ဓမ္မဆွေတော်မျိုးတော်များခေတ္တခဏငြိမ်သက်စွာနေထိုင်ပြောဆိုပြီးတော့လက်ဝဲလေးတွေချီရတ္တလေးတွေချထားရုပ်ဘက်ပူဇော်နေတဲ့ဘုရားတရားသာရယန္တမြတ်သုံးပါးရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲငြိမ်သက်စွာပူဇော်ကြရအောင်ဘုဒ္ဓလောကေသမုပ္ပါနောဟိတယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပါနောဘောညခေတ္တအနုတ္တရံဣတိနာသစ္စာဝစေနာဒုက္ခိတာဟောတုသာတောဘုဒ္ဓရတသုဘယံမူဂိုင်းဒုနိုင်မမြင်ဂေါရမဘုရားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာတတဝါတို့ဤဟိတယလောကီလောကုတ္တရာနှပြသောအစီအပွားအလို့ငါလောကီလူပြေနယလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထောပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလေးရန်ဖို့လေးရန်နိဗ္ဗာန်ပရိယစွာသောအမြတ်တော်သာစေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာဘဂဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝတန္တရာချမ်းသာဖို့ယံအလို့သာလောကီလူမြေ၌လောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေဝင်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမကရလီယောဖလတလီယောဆွေသောရှေ့ရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွာယခုလက်ရှိခြင်းသောသံဃာတော်ရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိမြတ်စွာဘဂဝါတို့ဤအနုတ္တရံအတုမရှိမြတ်လာစွာသောဘုံညခေတံကောင်းမွန်မျိုးတို့ဆိုင်ပြုခြင်းချရာလေယာမြေကောင်းကြီးသဖွယ်လောကီလူပြေ၌လောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေဝင်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဣသောလောကဖော်ထုတ်ပြန်၍ဟောမှန်စွာပြောဆိုရ
င်္ဒရောဇင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြဲစီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းသာတသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်ဓမ္မတို့ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယဇာအတ္တနုဝါဒဘိပရဏုဝါဒဘိတန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကစားမညုမမိန်တကုရှိ၍ဆိုရင်မနောကြောင့်ကြကိုဆွေငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာပါပါနဲ့ထိုင်ပြီးတော့လာပါတတ်တာတို့ထားရတယ်ပါတရားနဲ့ဒုတိကပါတရားနဲ့ဒုတိကသဒုတိကလည်းတရားဟောမဟောတယ်တချို့ကမိတ်မိတ်တော့ဟောဖို့ဆိုရင်တော့ထားနိုင်တယ်တရားကောင်းစဉ်ကိုမိတ်မိတ်နဲ့ပါတရားနဲ့ဒုတိကလည်းပါမှတ်မိပြီနော်ဘုရားတော်ကျဲဥစ္စာပွားကြီးတရားလမ်းပေါ်မှာတရားတဲ့မှတ်လေးနဲ့ရှောင်းပြီးတော့သွားနေတယ်ကလေးမလေးတဲ့နှုတ်တယ်ဘောတော်ကြီးဝင်ဘယ်ကပြန်လာတာတော့အဲ့ကြမှာသူကလေးမလေးကြီးကြည့်ပြီးအမလေးငါမီးတို့ရဲ့ကျေးဇူးတင်လိုက်တာဒီတို့ကဘလို့ကျေးဇူးတင်မှမသိဘူးဆိုကလေးတွေကမျက်စိဟမ်ဘောတော်ကြီးဝင်ကျန်ဘယ်ကပြန်လာတာတော့မေးတာလေဘာဖြစ်လို့ကျေးဇူးတင်ရလဲမဟုတ်ဘူးငါတလန်းလုံးစဉ်းစားလာတာငါနာမည်ဘယ်သူပါလဲလို့စဉ်းစားလာတာဒီတို့နဲ့တွေ့ပါမယ်ဒီတို့ခေါ်မှာငါနာမည်ချင်းဥဆိုတာတတိယလားအဲ့ဒါကြောင့်ကျေးဇူးတင်တာအခုလည်းပဲဟောမဟောတယ်တခါကျတချို့ကမေးဘာနာမည်လဲဒုတိကဘယ်သူအဓိကလဲနော်သာရဏံပုံညာဟောတတပုံညာဟောတဝလပရိနဗပုံညာကရဟရှိပကနိတုဘဝိတယသာရဏံပုံညာဟောတတပုံညာဟောတဝလပရိနဗပုံညာကရဟရှိပကနိတုဘဝိတယပုံညာဟောတတဣတရိယသတိ6ပြာဘုံတဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွေရှင်ဖြာဟောရိသာသနာတော်မြတ်ကြီးကိုဘုံညာဟောတဝါရှိရှိဘဝသံဃာကဘုဇာကံထူးရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့မှသာလျှင်ပဂဏိတောပြည့်စရာဓမ္မနထာနာဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပံဒီကောင်းစွာမသွေးစွမ်းဆောင်နိုင်ပါပြီဘုံရဝန္တနာဣတရိယသတိ6ဖြာဘုံသဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွေရှင်ဖြာဟောရိသာသနာတော်မြတ်ကြီးကိုနဗပုံညာရှိရှိဘဝသမ္မာရာကဘုံကံရှားပါခုံနွမ်းပါတဲ့ပုဂ္ဂိုလ်တို့သည်ပဂဏိတောပြည့်စရာဓမ္မနထာနာဖြင့်နဝလုံလောက်ချီးမြှောက်
ထောက်ပံ့ဖို့ယံကရဟစီတရားတခါတကြိမ်ကလေးမြနလဘရေနလဘန္တိဘယ်လိုနီးနဲ့မှမရရှိနိုင်ရလေကုန်ရာတည်းပရိသေဟောဒီဂါထာလေးမြန်မာလိုတည့်တည့်ပြောကြမယ်ဆိုရင်ဘုန်းတော်ကြောင့်မနဲ့ပြည့်စုံတော်မူတဲ့ရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ရတဲ့အခိုက်အတန့်မှာလူဖြစ်ခွင့်ရတဲ့အခိုက်အတန့်မှာရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးကိုဆွမ်းသင်္ကန်းကြောင်းစေးပစ္စည်းလေးပါလို့ခေါ်တယ်ပစ္စည်းနဲ့ထောက်ပံ့တူရန်ခြင်းတရားဓမ္မနဲ့ပူဇော်ခြင်းဆိုတဲ့ပစ္စည်းဓမ္မနတ္တနာနဲ့ပူဇော်ခြင်းဆိုတဲ့ပူဇော်ခြင်းမျိုးကိုရှိရှိဘဝပါလာခဲ့တဲ့ဘုံကံရှိတဲ့ပုဂ္ဂိုလ်တို့မှသာလည်းပြုလုပ်ခွင့်ရပါတယ်။ပိဿရဲ့သာသနာပြုတယ်ဆိုတာရှိကမပါခဲ့ရပါတယ်။ဘုံကံပါရှိရှိဘဝတုန်းကဘုံကံပါရမီပါလာခဲ့တဲ့ပုဂ္ဂိုလ်တို့မှသာလည်းရှင်တော်မြတ်ဘုရားရဲ့ဟောဒီသာသနာတော်မြတ်ကြီးနဲ့တွေ့ရတဲ့အချိန်မှာပစ္စည်းတွေနဲ့ထောက်ပံ့လူရန်လို့သာသနာပြုခွင့်ရပဲတရားဓမ္မတွေနဲ့ပူဇော်လို့သာသနာပြုခွင့်ရပါတယ်ဒါကအတိပ္ပယ်ချက်ရှိရှိဘဝသမာရကဘုံကံရှားပါခုံမွမ်းပါတဲ့ပုဂ္ဂိုလ်တွေဟောဒီသာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံညာတော်လည်းပဲကိုယ့်ရဲ့ဘဝပါရမီဘုံကံလေးနေတဲ့အတွက်ကြောင့်နဲ့ရှင်တော်မြတ်ဘုရားရဲ့ဟောဒီသာသနာတော်မှာမိတင်နေထိုင်ရတဲ့သာသနာဝန်ထမ်းရှင်ဟန်တွေကိုပစ္စည်းလေးပါးနဲ့ပူဇော်ခြင်းတရားဓမ္မနဲ့ပူဇော်ခြင်းကိုတစ်ချိန်လေးကြိုးစားလို့တောင်မှဖြစ်ဖို့ရန်ခင်ရလှပါလေဒီတော့သာသနာတော်မြတ်ကြီးနဲ့တော့အားလုံးကျွတ်တို့တရားဓမ္မတွေတွေ့မနေဘူးလားတွေ့နေပါရဲ့ဗျာတွေ့နေတယ်သာသနာတော်မြတ်ကြီးနေအောင်လာအောင်လို့ထုံးလင်းနေတဲ့ဟောဒီနိုင်ငံကြီးမှာလူဖြစ်ခွင့်ရတဲ့အတွက်ကြောင့်ဆင်းရဲသားတွေပဲဖြစ်ဖြစ်တတိသတွေကုံတွေပဲဖြစ်ဖြစ်အာနာပဲဖွဲ့စည်းတွေပဲဖြစ်ဖြစ်သာသနာဆိုတဲ့စကားလုံးနဲ့သာသနာဝန်ထမ်းဆိုတဲ့ရှင်ဟန်တွေကိုလွယ်လွယ်လေးကြားပြီးတော့လွယ်လွယ်လေးတော့ပူဇော်ခွင့်ရမနေဘူးလားရနေတယ်သာသနာနဲ့အလွန်နီးပါတယ်သာသနာကိုလွယ်လွယ်လေးလေးပူဇော်ခွင့်ရနေပါတယ်ပူဇော်ခွင့်ရပေရများတော့လည်းပြိတ္တရဲ့တကယ်ပူဇော်ခြင်းဖြစ်တဲ့ပစ္စည်းနဲ့ပူဇော်ခြင်းတရားဓမ္မနဲ့ပူဇော်ခြင်းဆိုတဲ့ပူဇော်ခြင်းတွေကိုရှာလိုက်တဲ့အခါမှာပြိတ္တရဲ့လူတိုင်းပူဇော်ခွင့်ရပါသလားရပါဘူးသာသနာနဲ့နီးတာဝေးတာပဒါနမဟုတ်ဘူးတဲ့သာသနာတွင်မှာလူဖြစ်ခွင့်ရတဲ့အချိန်မိမိရဲ့ရှင်းရှင်းဘဝတော်ကပြုခဲ့တဲ့အကြောင်းကံဆိုတာပြိတ္တရဲ့ပယ်လို့ရပါမှာမရဘူးရှင်းရှင်းဘဝတော်ကပြုခဲ့တဲ့သာသနာနဲ့ဤသအောင်ဆောင်ရွက်ခဲ့တဲ့ကောင်းမှုကံတွေများပါရင်ပြိတ္တရဲ့အဲ့ဒီကောင်းမှုကံတွေများပါတာကိုပဲဘုံကံကြီးတယ်ဘုံကံရှိတယ်လို့ဒီလိုပြောတာဟုတ်လားဘုံကံဆိုတဲ့စကားကိုဒုပရိသတ်မကြားဘူးလားကြားတယ်ဘုန်းကြီးတွေအစင်မပြေဘူးဆိုရင်ကိုလိုတို့ကလည်းဘုံကံရှားလိုက်တာအစင်မပြေဘူးနော်မပြောဘူးလားအစင်ပြေသွားတော့ကိုလိုတို့ကဘုန်းကြီးလိုက်တာကြောင်းရင်တစ်လုံးတစ်နေ့နဲ့ဆောက်ချလိုက်တာမပြောဘူးလားကျောင်းကြီးတစ်လုံးတစ်နေ့နဲ့ဆောက်တော့ပြောတယ်စားကြမရှိတော့ဘူးမှမသိနိုင်ဘူးဟုတ်လားဟမ်အဲ့တော့ဦးဇင်းကပြောတယ်အေးတချို့ကပြောသေးတယ်ဘုံဘုံနဲ့တော့ဓမ္မပူဇာတွေရအောင်ထားเสียနေအောင်ရှိသေးလားကိုယ်ကလည်းအဲ့ကျတော့ဝမ်းနဲ့တန်နဲ့ပြောလိုက်တယ်အေးလူတွေလည်းမောင်းတူတီးပြီးတော့အတန်ပြီးဝင်လာတာမြင်တာတိတ်ချီးဆောင်ထွက်သွားတာကျတော့ဘယ်သူမှမမြင်ဘူးဟုတ်လားဟမ်အဲ့တော့ပြိဿရဲ့ဘုန်းကြီးတွေကိုကြည့်ပြီးတော့လည်းပြောကြတယ်လူတွေကိုကြည့်ပြီးတော့လည်းပြောကြတယ်အိုးသူတို့များဘုံကကောင်းလိုက်တာဒီဘုန်းကြီးတွေများဘုံကရှိလိုက်တာအစင်ကိုပြေးနေတာပဲလို့မပြောဘူးလားပြောတယ်ဟုတ်လားဘုံကဆိုတဲ့စကားဟာပါဠိလိုပုံည
ဆိုတဲ့ကောင်းမှုကုသိုလ်ကံမြန်မာလိုပြန်ရင်ကောင်းမှုကုသိုလ်ကံအဲ့ဒီပုံညဆိုတဲ့စကားကနေမှပုံကံဒီလိုကနေမှတဖြည်းဖြည်းကာလကြာရှည်လာတော့ဘုံကံဒီလိုပြောင်းသွားပြီးတော့ဘုံကံကြီးတယ်ဆိုတာပြိတ္တရဲ့အတိတ်ကကုသိုလ်ကံကြီးတယ်လို့ဒီလိုပြောတာဘုံကံကြီးတယ်ဆိုတာအတေဘောများစွာကဟောဒီရှင်တော်မြတ်ဘုရားရဲ့သာသနာအစုစုမှာသာသနာအမျိုးမျိုးမှာသွန်သင်္ကန်းကြောင့်ပစ္စည်းလေးပါးနဲ့ပူဇော်ခဲ့တဲ့ပုံကံကောင်းမှုကုသိုလ်ကံတွေရှိခဲ့ကြတယ်ဓမ္မနဲ့ပူဇော်ခြင်းဆိုတဲ့ကောင်းမှုကုသိုလ်ကံတွေရှိခဲ့ကြတယ်အဲဒီကောင်းမှုကုသိုလ်ကံတွေကဒီဘဝမှာရောက်လာပြန်တော့လေအကျိုးတွေပေးပြန်ပြီလူဖြစ်ရတာမတူဘူးလားလူဖြစ်ရတာတော့မတူဘူးလားတူတယ်ပြိဿရဲ့လူဖြစ်ရတာလည်းတူတယ်လူဖြစ်ရတာနေရာမှာလည်းတယောက်မှခြေတစ်ဖက်လက်တစ်ဖက်အပေါ်မပါပါဘူးပါသလားလူဖြစ်ခွင့်ရလိုက်တာအထီတော့တူကြပါရဲ့ကဲပြိဿရဲ့တောသားမြို့သားကွာမတော်ဘူးလားပညာတတ်ပညာမဲ့ကွာမတော်ဘူးလားစီဝါရှိစီဝါမဲ့ကွာမတော်ဘူးလားယာတုအာနာရှိယာတုအာနာမဲ့ကွာမတော်ဘူးလားပြိဿရဲ့ဘသူကပေါအောင်လုပ်လိုက်တာမိမိရဲ့အတိတ်ကပါလာတဲ့ဘုံကံလို့ခေါ်တဲ့ကောင်းမှုကံကခွဲပေးလိုက်တာဟာဘာဖြစ်သွားလဲဒီလိုစကားဘာဖြစ်သွားလဲကောင်းမှုဘုံကံကနေပြီးတော့ခွဲပေးလိုက်တဲ့အခါကျတော့အားလုံးလူသားတွေလူဖြစ်တာချင်းတူပင်တူများတော့လေအဆက်တန်းတွေအလွှာတွေကွာမသွားဘူးလားအေးအဲ့ဒါကောင်းမှုဘုံကံနေအားကောင်းတဲ့အခါကျတော့ဟောဒီဘဝကြီးမှာထင်တာတွေလှုပ်တာတွေအကုန်ဖြစ်တယ်အေးအဲ့ဒီကောင်းမှုဘုံကံနေရှိတဲ့ပုဂ္ဂိုလ်တွေထင်နိုင်လို့လုံတိုင်းရကြတယ်လို့ပါပဲကောင်းမှုဘုံကံနေပါတဲ့ပုဂ္ဂိုလ်တွေကြတော့လုံတလောက်အရာမထင်တာကိုယ်တိုင်ကိုကြသိကြပါတယ်မသိဘူးလားသိပါပါပြီးတော့အတိတ်ဘုံကံအတိတ်ကောင်းမှုကံကိုပယ်လို့ရပါမလားမရဘူးဒါကြောင့်ဆရာတော်ကြီးတွေစက်တာလေရှေးကကောင်းလို့အခုကောင်းပါသည်အခုကောင်းပါလေနောင်ကောင်းပါလိမ့်မည်အဲ့ဒါရှေးကကောင်းလို့အခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်ပြင်းပြေဆိုထားတာမဟုတ်ဘူးပြည့်တယ်ရှင်းကအတိတ်ဘုံကကုသိုလ်ကံတွေကောင်းလို့ဒီဘဝအကောင်းကံရဲ့အကျိုးတွေခံစားရတယ်အခုဒီဘဝမှာအကောင်းကံတွေကိုထမ်းပြီးတော့မြင့်ယူသွားတဲ့အခါကျတော့အခုကောင်းတော့နောင်ကောင်းအောင်ပါအဲ့ဒါကိုပဲဘုံကံအစဉ်အဆက်လို့ခေါ်တယ်ဟုတ်လားဒါကြောင့်ဒီဘဝကြီးထဲမှာဘုံကံနေမတူကြတဲ့အခါကျတော့အလွာတိတိပြောင်းလို့ကွဲသွားကြသလိုပါပဲမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ကြတဲ့အခိုက်မှာလည်းပဲပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဘုံကံကောင်းတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကိုသွန်သင်္ကန်းကြောင့်ပစ္စည်းလေးပါးလေးနဲ့လည်းအာရပါရငွေကြီးမြောင်များစွာကုန်ခန်းလို့လူခွင့်ရတယ်တရားဓမ္မတွေနဲ့လည်းပူဇော်ခွင့်ရတယ်ဘုံကံရှားပါတဲ့အခါကျတော့မပြည့်စုံတဲ့အခါမှာတော့အေးလူချင်းတန်းချင်းနဲ့တရားတရားရှိပေမဲ့အင်အားကမလိုက်နိုင်ကြွမသွားဘူးလားဒါကြောင့်သာသနာနဲ့တော့တွေ့ကြုံတာမှန်တယ်ဘုံကံရှိတဲ့လူတွေကလည်းဒီသာသနာနဲ့ချိဆက်ခွင့်နှီးဆက်ခွင့်ရတာဘုံကံရှားပါတဲ့ပုဂ္ဂိုလ်တွေပြိဋ္ဌာန်နှီးဆက်ခွင့်ရရင်မရဘူးဒါကြောင့်ဒုပရိသတ်ဘာကောင်းအောင်လုပ်ရမလဲဘုံကံကောင်းတယ်ရှေးကဘုံကံလေးကောင်းလာတဲ့အတွက်လူဖြစ်ခွင့်တော့ရတာပါပြီဒီဘဝမှာမပြည့်စုံတာတွေကိုထိုင်ပြီးတော့စဉ်းစားမနေနဲ့ညီးတွားမနေနဲ့ဟောဒီဘဝမှာအကောင်းကံတွေကိုဘုံကံတွေကိုရအောင်ကြိုးစားလိုက်မယ်ဆိုရင်အနာဂတ်ဘဝမှာမမြင်ရခင်တည်းကငါအတွက်အကျိုးပေးကောင်းနေရှိတယ်လို့ယုံကြည်လိမ့်မယ်ဒါကြောင့်ရှေးကအကောင်းတွေရလို့အခုကောင်းခဲ့ပြီအခုကောင်းတာကိုနောင်ကောင်းအောင်ကြိုးစားပါအဲ့ဒီနောင်ကောင်းအောင်ကြိုးစားတာအခုကောင်းအောင်ကြိုးစားတာဒီပင်လည်းဘုံကံကောင်းအောင်ပြုနေတာဘာကောင်းအောင်ပြုနေတာလဲဘုံကံကောင်းအောင်ပြုနေတာဘုံကံကောင်းတော့သာသနာနဲ့ဘာဖြစ်သွားလဲနီးစပ်ခွင့်ရသွားတယ်ဒီနေ့ဦးဇင်းတော်ကြီးဟုတ်လားမနေ့ကလည်းဦးဇင်းတို့ဒီနေရာမှာဟောခဲ့ပြီးပြီဟုတ်လားဘုံကံကောင်းတဲ့အကျိုးပေးကောင်းတွေပါလာတော့
အခုဘဝမှာမျက်စုံအလူတွေလှူပြီးတော့မျက်စုံပူဇော်ခြင်းတွေပူဇော်လိုက်တယ်အခုအကောင်းတွေကဘယ်အထိကောင်းမလဲကောင်းလဲကောင်းအောင်ပါအဲ့တော့သာသနာကြီးနဲ့ထိစပ်ခွင့်ရတာတို့ပြိတ္တတွေ့ကြုံဝင်ရတာမပြောဘူးလားပြောတယ်ဒါဆိုင်အားလုံးသောတို့ရဟန်းမပေါင်းတော်ကောင်း၏မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာကြီးနေအောင်လာရောက်လို့ထွန်းလင်းနေတဲ့ဟောဒီနိုင်ငံမှာလူဖြစ်ခွင့်ရတာသာသနာနဲ့တော့တွေ့နေပြီဒီသာသနာကြီးဟာဒီလိုပဲအမြဲတမ်းထွန်းလင်းတောက်ပနေမယ်လို့ပြောလို့ရပါမလားမဖြစ်လို့ပြောလို့မရဘူးဘယ်လိုဘာဖြစ်လို့ပြောလို့မရတာလဲအရှင်ဘုရားကိုပိုက်ဆံနေအကုန်ခံပြီးတော့ပြင်ဆင်ပြီးတော့ပလင်မော်တင်ထားတာကိုတရားကိုဟောတော်မူပါစဉ်းစားနေပြိတ္တရေသင်္ခါရနေပင်မှာကျွတ်တို့ရဲ့သာသနာရောမပါဘူးလားသင်္ခါရနေပင်ထဲမှာပါနေတဲ့သာသနာလည်းပဲတနေ့ကျရင်ပြိတ္တရေဘာနဲ့ဆုံးသတ်မှာပျက်စီးခြင်းနဲ့ပဲအဆုံးသတ်မှာပဲဒီသာသနာမကွယ်ဘူးလို့ဘုရားကဟောခဲ့သလားကွယ်အောင်မှလို့ဟောခဲ့တယ်ကွယ်အောင်မှဆိုတဲ့ကမြဲတဲ့တရားလားမမြဲတဲ့တရားဒါကြောင့်ကွယ်အောင်မှဆိုတာလူတိုင်းသိပေမဲ့ဘယ်အချိန်တော့ကွယ်သွားမယ်ဘယ်အချိန်နေမှာကွယ်သွားမယ်ဆိုတာကြတော့ပြောလို့ရရဲ့မရဘူးဟုတ်လားဒါကြောင့်ဟောဒီသာသနာတော်ကြီးအရှိခံ၍တည်တံ့ဖို့ရန်ဆိုရင်ပရိသတ်၏သာသနာတော်မြတ်ကြီးကွယ်ပသွားခဲ့မယ်ဆိုရင်အာလုံးသောဒုက္ခသားတွေကုသိုလ်နဲ့အကုသိုလ်ခွဲနိုင်မှာမလားနိဗ္ဗာန်နဲ့နေခွဲနိုင်မှာမလားအောင်မသိပရိသတ်ထင်ရကျဲလို့ရပြီတလောကလုံးနဲ့ကောင်းတာရှိမှာမဟုတ်တော့ဟုတ်လားပြီးတော့သာသနာမကွယ်ခင်လေးမှာဦးဇင်းတို့ကသာသနာနဲ့တွေ့ခွင့်ရနေတဲ့အချိန်မှာသာသနာကိုအရေးတကြီးဂရုတစိုက်နဲ့စောင့်ရှောက်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒီတော့ဦးဇင်းတို့ကဒီသာသနာကြီးအရှိခန့်အောင်တည်တံ့ဖို့သာသနာပြုပုဂ္ဂိုလ်တွေလုပ်ကြမယ်ဆိုရင်သာသနာရဲ့ရှေ့အရှိခန့်တည်တံ့ခြင်းအကြောင်းတွေကိုရှာရမယ်ရှေးကသာသနာပြုခဲ့တဲ့ယဟန်တွေလူတွေဒီသာသနာကိုဘယ်နေရာကိုမိန်ထားပြီးတော့ဘယ်ဟာကိုအဓိကထားပြီးတော့တည်တံ့အောင်ကြိုးစားခဲ့တယ်လဲဆိုတာအတိတ်ကိုလည်းပြန်ဖော်ရမယ်ဟုတ်တယ်မလားအတေဝေစွာသာသနာတော်ကမပြောပါနဲ့တော့အခုသာသနာတည်ထောင်လာခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာ2550နှစ်ပေါင်း2550ကျော်ကတည်ထောင်ခဲ့တဲ့သာသနာဟာဘွားကနေဖန်ဆင်းလိုက်တဲ့သာသနာဟုတ်ရဲ့လားဟုတ်ပါဘူးဘောဓိမြောက်ကရွှေပလင်းပေါ်မှာသုံးလောကဒုတာရှင်တော်မြတ်ဘုရားကိလေသာကင်းတဲ့ဘုရားတဆူဖြစ်ပြီဆိုတော့အတ္တဝါဒနဲ့ဘုရားဖြစ်လာတာကအနတ္တဝါဒကိုကြွကြော်ဘုရားဖြစ်လာအနတ္တဝါဒသဗ္ဗေသင်္ခါရအနတ္တဟေ့ရှင်သာရှင်သမီးတို့မြင်မြင်သမျှသင်္ခါရအနတ္တဒီပဲကွာဘာမှအစိုးမရဘူးတဲ့ဘာမှမပိုင်ဘူးဆိုပြီးတော့ကြွကြော်လိုက်တယ်ရှင်တော်မြတ်ဘုရားအဲ့ဒီစကားကြီးကြွကြော်တဲ့အချိန်မှာဒီကနေ့ခေတ်နဲ့ပြောရင်အိန္ဒိယနိုင်ငံတစ်ခွင်လုံးမှာအတ္တဝါဒကြီးကြီးစိုးနေသလားအနတ္တဝါဒကြီးကြီးစိုးနေအတ္တဝါဒဆိုတာဘာလဲမြဲတယ်ခိုင်တယ်ပြိတ္တိမြဲပါတယ်ခိုင်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်မမြဲဘူးမခိုင်ဘူးအဲ့ဒါကြီးမင်းတို့မှားနေပြီလို့ပြောတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်လောကကြီးမှာဘယ်နှဖက်ကွဲသွားလဲဖက်ကွဲသွားပါအဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500တဲ့ဒီပြဿနာရှိတာအတ္တဟာမမြဲဘူးအတ္တမြဲတယ်မြဲတယ်ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းမြဲတယ်ခိုင်းတယ်အကုန်လုံးမြဲတယ်ခိုင်းတယ်ဒါမပြောနဲ့မယုံဘူးဟုတ်လားအနတ္တဝါဒဟေ့မမြဲဘူးအဲ့ဒါကြီးကမမြဲဘူးအစိုးမရဘူးမခိုင်ဘူးလို့ပြောနေတယ်ကဲမြဲတယ်ခိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်မမြဲဘူးမခိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေတစ်ဖက်ပြန်ရတဲ့အခါကျတော့အဆင်ပြေပါအောင်မလားပြေပါဘူးဘယ်မှာဖြစ်နေလဲအိန္ဒိယမှာပါဟုတ်လားအိန္ဒိယမှာဖြစ်နေတဲ့ပြဿနာဒီတော့ပြဿနာကနှစ်ရက်ပေါင်းလာပြီဆိုတော့တစ်ဖက်နဲ့တစ်ဖက်တင်းလာတဲ့အခါသူနိုင်ကိုနိုင်မပြောဘူးလားသူနိုင်ကိုနိုင်မလုပ်ဘူးလား
ပြောတာလေးနဲ့ပြီးရင်တို့တစ်မျိုးကျဲရဲ့တစ်မျိုးနဲ့သိခါမျိုးစုံကြအောင်ပြောမယ်မနေနိုင်လို့ရိုက်ကြမယ်တတ်ကြမယ်ဆိုတော့ပြိတ္တိကာကံမြောင်းတယ်ပဲခွဲကြတာပါပဲဒီတော့ပြောကျင်တာကအဲ့ဒါဘာကြောင့်ပြောနေရလဲပြောကျင်လို့မဟုတ်ဘူးတော့ပြိတ္တိကျွတ်လို့မြတ်စွာဘုရားလွတ်လွတ်လပ်လပ်နဲ့တပည့်တွေမွေးလိုက်တရားတွေဟောလိုက်တိုးလာလိုက်အာတရားတွေဟောလိုက်တပည့်တွေတိုးလာလိုက်နဲ့သာသနာကိုလွယ်လွယ်ပြုခဲ့ရတာဟောရတာမဟုတ်ဘူးအတ္တဝါဒကြီးကြီးစိုးနေတဲ့တလောကလုံးကိုအဲ့ဒါမဟုတ်ဘူးမားနေတဲ့အနတ္တမမြင်ဘူးဆိုပြီးတော့ပြောင်းပြန်မှလည်းတည်ထောင်ခဲ့ရလွယ်ရဲ့မလွယ်ဘူးသို့တော်ပြိတ္တရဲ့ဘလို့အဟောစရာကောင်းတယ်တလောကလုံးမှာတဆူလေးပွင့်ခဲ့တဲ့ဘုရားဗောဓိပင်အောက်ကနေစပြီးတော့တည်ထောင်လိုက်တဲ့သာသနာဒီကနေ့နှစ်ပေါင်း2500ကျော်ပြီပဲပျောက်သွားတာမပြောင်းဘူးစစ်မှန်တဲ့မှန်ကန်တဲ့သာသနာစစ်မှန်တဲ့မှန်ကန်တဲ့လမ်းစဉ်ဆိုတာပြိတ္တရဲ့ကြာလေကောင်းလေဟောင်းလေတက်လေပဲဘယ်တော့မှမပြောင်းဘူးဖြောက်ဖို့မစင်စားနဲ့နော်ပြိတ္တမရဘူးဟုတ်လားရှင်တော်မြတ်ဘုရားရဲ့စစ်မှန်တဲ့သာသနာစစ်မှန်တဲ့လမ်းစဉ်တကယ်စစ်မှန်ခဲ့လို့ဒီကနေ့တိုင်အောင်စစ်စစ်မှန်မှန်နဲ့တည်လာတာဟုတ်လားဟိုအောက်ရက်ကဒကမာကြီးတွေပြောတယ်ခင်ဗျားတို့စီရလေဗျာတယောက်မေးတဲ့အမျိုးကြီးတယောက်မေးတဲ့လူမျိုးကြီးဟုတ်ကြတယ်ကိုတော့စစ်နဲ့တောင်မြည်နေသေးတယ်ဟုတ်လားအခုလည်းပဲစစ်နဲ့တောင်မြည်နေသေးတယ်စစ်မှန်တဲ့လမ်းကြောင်းစစ်မှန်တဲ့သာသနာပြိတ္တိအနောက်ဆက်တိုက်ခိုက်မျိုးစုံညာကနေနေနိုင်မြင်နိုင်အထွန်းလဲလာလိုက်မှောင်သွားလိုက်နဲ့ဒီလိုပဲလာလိုက်တာအခုဒီကနေ့အထိသာသနာကြီးတည်မနေဘူးလားတည်နေတယ်ဒီတော့ကျွတ်တို့ခေတ်မှာအခုသာသနာကလွယ်လွယ်နဲ့တွေ့သလားခက်ခဲတွေ့သလားခက်ခဲပါဟောမယ်ကျွတ်တို့ခေတ်မှာလေတော်များခက်ခဲတယ်အိမ်ကထွက်ဘုန်းကြီးကြောင့်တခါလေအိမ်ထဲမှာတစ်စက်မိတ်ချင်အောင်ဆက်နေတယ်ဟုတ်လားအဲ့ဒါတဲ့အောင်မနေတာပဲရှိမယ်တွေ့တာကတော့အိမ်ပွားကြီးဘုန်းကြီးတွေ့ဘုန်းကြီးကကျောင်းပွားတွေ့အိမ်ဒကမာကြီးတွေတွေ့အကုန်တွေ့နေတာဒီလောက်ပေါ်များလွယ်ကူတဲ့သာသနာကိုရထားတာဒုဗိဒ္ဓကအမလီတော့ဘုန်းကြီးတွေပေါ်တော့မပြောဘူးလားပေါ်တော့မပြောပါနဲ့ပေါ်ကုန်တွေခေါ်ရတာရှယ်ကုန်လေးတွေပါဟုတ်လားပြိတ္တိရှယ်လေးတွေပါအဲ့ဒါကိုခင်ဗျားတို့ဘောကုန်လို့သဘောထားလိုက်တဲ့အခါပေါ်တယ်ကွာပျောက်သွားတော့ဘာဖြစ်လဲညော့သွားတော့ဘာဖြစ်လဲဆိုတဲ့စိတ်ကြမ်းကြီးတွေမဝင်နိုင်ဘူးလားမလုံးနဲ့သာသနာဆိုတာဘောကုန်မဟုတ်ဘူးဟုတ်လားဘောကုန်မဟုတ်ဘူးပြိတ္တိတန်ဖိုးရှိအောင်နေတဲ့ကိုယ်တော်တွေရှိတိုင်းဟာသာသနာကြီးအရှိခန့်ဖို့တခုခုတော့ထောက်ပံ့နေတာနဲ့အတူတူပဲဟုတ်လားဟောဒီသာသနာမှာကြည်လိုက်ရင်ပရိယတိသာသနာဩဒံရှင်ဟန်နေမြောင်များစွာရှိမယ်ပฏิပန္နိတရားဓမ္မတွေညွှန်ကြားပြတာဟောကြားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိမယ်အရေးအတွက်မြောင်များစွာထဲမှာအရေးချင်းမြောင်များစွာလည်းရှိလိမ့်မယ်အေးအရေးချင်းနဲ့ပါတဲ့ပုဂ္ဂိုလ်တွေလည်းပဲတွေ့ကျင်တွေ့နိုင်ပါတယ်မတွေ့နိုင်ဘူးလားအကုန်လုံးကတော့ပြိတ္တိအကောင်းနေကြီးပဲလို့ဘယ်သူမှမပြောပါဘူးကျွတ်တို့လည်းမပြောပါဘူးသို့တော့ခင်ဗျားတို့ဈေးထဲကကြက်သွန်တအိတ်ပဲဖြာပေါ်မှာပုံပြီးတော့သွန်ကြည့်ခင်ဗျားတို့ဝယ်တဲ့လူတွေကတွေ့တဲ့ကြက်သွန်ကိုကောက်ချက်ပြီးတော့ဝယ်သလားမဝယ်အခုမကြွသေးအလုံးမပြတ်သေးရှယ်လေးတွေပဲရွေးဝယ်တာဟုတ်လားဈေးတွေကကြက်သွန်ဝယ်တာတော့မှရှယ်ရွေးဝယ်တယ်ဆိုရင်ခွန်ကြီးကိုကြည့်ရင်ရှယ်ကိုတော်တွေကြည့်ပေါ့ဟုတ်လားမရှယ်တဲ့ကိုတော်တွေတော့ကြည့်တော့ခွန်ကြီးကလည်းစိတ်ပြည့်စရာကောင်းတယ်ဟုတ်လားအတန်ကပြောင်းသွားဟုတ်လားရှယ်ကိုတော်တွေတွေ့လိုက်တဲ့အခါကျတော့ဒကမာကြီးတယောက်ကကျုပ်ကိုပြောတယ်ကိုတော့မွေးစားခြင်းနဲ့ကိုကလည်းအခုမှတော့အမွေပေးလို့လားမဟုတ်ဘူးခိုင်းစားခြင်းလို့ဘာဖြစ်လဲဒီခေတ်ထဲမှာအလုပ်ဖြစ်တာကိုတော်တို့ပဲရှိတယ်ဟုတ်လားအဲ့တော့မိသားရတဲ့ကိုတော်မြင်တဲ့အခါကျတော့မွေးစားခြင်းနဲ့ဟိုမပြည့်စုံတဲ့ကိုတော်ကျတော့မွေးစားရဲ့ဒကမာကြီးတို့ကြောက်အကွင်လေးမိဘတပါမရှိဘူးမွေးသားမှလားအစတည်းကကိုတော်တဲ့ရှေ့ကိုတော်ရှာပါတယ်ဆိုတော့ရိုးရိုးမလုပ်ကြည့်နေမှာတော့ဟုတ်လားအဲ့တော့ပြိတ္တရဲ့မျက်စိနဲ့စိတ်ထဲမှာအာယုံဖော်ရင်တကယ်ရဟန်းကောင်းရဟန်းမြတ်တွေကိုအာယုံပြုလိုက်ရင်အကောင်းတွေမြောင်များစွာမတွေ့ဘူးလားအေးအဲ့ဒါပြောချင်တာကြားမဟုတ်ပါဘူးရှင်းကအစဉ်ကထိမ့်သိမ့်နေတဲ့သာသနာစောင့်ရှောက်မှုဟာဒီကနေ့ဦးဇင်းတို့ခေတ်အထိခုနကပြောတယ်ဘုံငံရှိသူတွေကကိုယ်ွယ်ပူဇော်ခွင့်ရတဲ့သာသနာကြီးဟာခိုင်ခိုင်မာမာနဲ့ရှိမနေဘူးလား
ရှိနေတယ်ဒီတော့ဘုံမှန်ရှိတဲ့ပုဂ္ဂိုလ်တွေဟောဒီသာသနာကြီးကိုပစ္စည်း၄ပါးနဲ့ထောက်ပံ့ခွင့်ရနေတယ်သာသနာမှာသာရိတရားဝံတဝင်းဝင်းနဲ့ထိန်လင်းနေအောင်ပေါ်များနေတဲ့အချိန်ကထေအလူတွေလူမလားပေါ်များတယ်မွေးနေ့အလူတွေလူမလားပေါ်များတယ်တခြားအလူတွေလူမလားပြိတ္တိပေါ်များလိုက်တာတန်ခါဘက်ကတော့လူစရာတန်းစရာအရေးအတွက်မြုပ်များစွာရှိသလိုတရားဓမ္မဘက်ကလည်းတရားအားကောင်းကောင်းကံအားကောင်းကောင်းပေါင်းပြီးဒီတန်ခါတွေပြိတ္တိဆင်းရဲပါမှာဆင်းရဲပါဘူးဘုရားတို့မြန်မာနိုင်ငံတန်ခါတွေဆင်းရဲသလားချမ်းသာလားဟာချမ်းသာပါလေဗျာဘုန်းကြီးဆင်းရဲတော့ဘယ်တော့လဲဘုန်းကြီးအညာမစကားကြီးတယ်ဘုန်းကြီးဆင်းရဲတဲနှစီတိုက်တော့ထုတ်ပြရှိပါသေးတယ်ဟုတ်လားအဲ့တော့ပြိတ္တိစိတ်ချမ်းသာဖို့ရည်ကြည်တယ်ရုပ်ချမ်းသာဖို့ရည်ကြည်ဘူးဟုတ်လားဘာဖြစ်လို့လဲမြတ်စွာဘုရားကတိမ်ထဲမှာတည်းကပြောလိုက်တယ်ဟေ့မင်းတို့နေစရာအကြောင်းမရှိဘူးလားတစ်တပင်အောင်မှာတင်မလင်းခွေထိုင်မိုးရွာလို့ဒုနှစ်ပတ်မိုးမစိုးဘူးဆိုအဲ့ဒါကြောင်းအဖြစ်နဲ့နေရမယ်ကွာလို့ဟောခဲ့တာကျောင်းကြီးတွေကရွှေကျောင်းတွေပြောင်ပြောင်တဝင်းဝင်းနဲ့ဆောက်နေရပြီးတော့တထေးတွေတရားပြားနဲ့ဟာဘာတော့ဟာနဲ့နေရရင်ပြိတ္တကြီးချမ်းသာပါမလားချမ်းသာပါအဲ့ဒါရုပ်ချမ်းသာတာဗဒနာလားစိတ်ချမ်းသာတာဗဒနာအဲ့စိတ်ချမ်းသာတဲ့အခါကျတော့စာလေးကြည့်လိုက်အောင်ထောင်းခဏတပုတ်ရအလျားလေးထိုင်တိုင်းပဲစိတ်တွေကြည်နေပြီးဉာဏ်စဉ်နဲ့ဆင်းရဲတက်ဟုတ်လားစိတ်ထဲမှာခုလုခုလူကြီးတစ်ခုခုဖြစ်နေရရင်ဒုပ္ပိသရခိုင်ဘုန်းကြီးပြည်ရင်ဟောတယ်လို့ပဲဒါကြီးကမကောင်းဘူးဟုတ်လားချစ်ပေါ်ချင်တယ်လို့တိပုတ်ချင်တယ်လို့ဟုတ်လားထိုင်ရမလို့ထားရမလို့ပဲဟုတ်လားကိုယ်လည်းပဲပြိတ္တာစိတ်တွေမကြည်လင်တာတော့အလုပ်တွေအဆင်ပြေသေးလားမကြည်နိုင်ဘူးဒါကြောင့်အာလုံးတို့တရားဓမ္မတွေကဒီသံဃာတွေသာသနာတွန်တွဲပြုကြတဲ့အခါမှာဆရာတော်ကလက်တွဲညီညီနဲ့စိတ်တက်တွေလည်းကြည်လင်အောင်ရုပ်တွေလည်းလန်းဆန်းနေအောင်အားပေးပြီးတော့ဒီသာသနာကြီးကိုဆက်ခါရှေ့သွားဖို့ပြုရမှာဟုတ်လားပြီးတော့ဒီသာသနာကြီးအရှိခံ၍တည်တတ်အောင်သာသနာပြုကြမယ်လို့ဒုပရိသစိတ်ထဲမှာရှိသလားရှိပါပါဗျာဒါဆိုရင်ပရိသသာသနာကြီးအရှိခံတည်တတ်ဖို့အဓိကဘယ်သူလဲဘယ်သူအဓိကဘယ်သူအဓိကလဲဆိုတာကိုမေးတဲ့တရားကအခုမှပေါ်တာသာသနာကြီးအရှိခံတည်တတ်ဖို့ရန်အတွက်ဘယ်သူအဓိကတရားဓမ္မကဲတရားဓမ္မဆိုရင်ခင်ဗျားတို့ပြုတော့ကျုပ်ဆင်းတော့မယ်ဟမ်စဉ်းစားတော့ပြိတ္တရဲ့အဓိက source ကိုမရှာလို့ရှိရင်ပြဿနာတစ်ခုကပြေလည်ပါမှာအခုတို့ပြိတ္တကသာသနာကိုတော့နေအောင်လာအောင်လို့ကြောင်တဝင်းဝင်းနဲ့ထွန်းလင်းနေတာမြင်နေတယ်ဆိုရင်သာသနာပြုမယ်ပေါ့ကဲသာသနာပြုမယ်ဆိုသာသနာကြီးအရှိခတ်ဖို့ထွန်းလင်းနေဖို့တောက်ပနေဖို့ရအတွက်ဘယ်လိုအဓိကဟမ်ဝါမချနဲ့နော်ခင်ဗျားတို့ဝါတဲ့ဝါဒနာတော့ပါနေဟမ်ဝါမချနဲ့ဝါရာတွေကကိုယ်ရုံးကဟောပေါင်းကိုယ်အိမ်မှာကိုထားခဲ့ဟုတ်လားဝါရာတွေကကိုယ်နေရာကိုထားခဲ့ယူမလာနဲ့သိတဲ့ဝါမချနဲ့သာသနာကြီးအရှိကတည်တတ်ဖို့ဘယ်လိုအဓိကမေးတယ်မေးဟုတ်လားဒီဘုန်းကြီးမေးတာတွေလည်းပဲတော်တော်ညံ့နေသွားတယ်ဟုတ်လားပြိတ္တရဲ့စဉ်းစားတော့ရသော်ဘုရားရဲ့သာသနာဘာကြောင့်သာသနာလို့ခေါ်တာသာသနာဆိုတာဘာကိုခေါ်တာသာသနာဆိုတာအဆုံးအမသာသနာဆိုတာဆုံးပါပါဘုသူရဲ့အဆုံးအမဘုရားရဲ့ဆုံးပါဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့အဆုံးအမတွေကိုသာသနာလို့ခေါ်တယ်ဒါကြောင့်သာသနာဆိုတာဘာလဲလို့မင်းအဆုံးအမလို့ခေါ်ပါတယ်ဘုသူအဆုံးအမလည်းမင်းမြတ်စွာဘုရားရဲ့အဆုံးအမပါဒီတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေအခုလောကထဲမှာလူတိုင်းသိနေတာဘယ်လောက်တောင်များပိဋကဘယ်နှပုံရှိလဲသုံးပုံနိကေနဲ့ဆိုရင်900ဓမ္မခန္ဓာဆိုရင်1400ကဲအဲ့ဒါတွေကဘာနေလဲမြတ်စွာဘုရားရဲ့အဆုံးအမတွေဘယ်လောက်ကြာကြာဆုံးမခဲ့တာလဲ45ဝါမဆုံးမခဲ့ဘူးလားရှင်တော်မြတ်ဘုရားရဲ့45ဝါကာလပတ်လုံးဆုံးမခဲ့တာတွေပေါင်းလိုက်တော့ဝိနိသုဒ္ဓပိဓမ္မလိုပိဋကအဖြစ်3ပုံပေါ်လာတယ်အဲ့ဒီ3ပုံဒီတဲ့ပြိတ္တရဲ့ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ထွက်အဆုံးအမတွေပါဒီတော့ဒီအဆုံးအမတွေတည်နေလို့ဒီသာသနာကခိုင်ခိုင်မာမာတည်နေတာအဆုံးအမတွေကွယ်သွားပြီဆိုရင်သာသနာ
ကွဲသွားပြီဒီတော့အဆုံးအမဆိုတာကိုစာစကားနဲ့ပြောလိုက်တော့ပရိယတ္တိပฏิပတ်တိပฏิဝေဒသာသနာ၃မျိုးထဲမှာဘယ်ထဲမှာထည့်မယ်ဟုတ်ဗျာမိုးတော့လင်းတော့မှာဗျာသာကိတသိခါကြလိုက်တာဒီကွေကြီးပြန် BCD ကွေကြီးလွှတ်လိုက်တော့အမလေးတော့အားလိုက်ကြတာလို့ပြောရင်ရှက်စရာမကောင်းဘူးရှက်စရာလည်းကောင်းပါလေရှက်လည်းမရှက်ဘူးဗျာအားရင်အားပြောရင်ဟုတ်လားပရိယတ္တိသာသနာမဟုတ်ဘူးလားမြတ်စွာဘုရားဟောကြားခဲ့တဲ့ဝိနည်းသုတ္တံပိဓမ္မာဆိုတဲ့ပိဋကသုံးပုံနိကေအပြင်9ရက်ဓမ္မကဏအပြင်7400ဆိုတဲ့ဟောဒီဘုရားဟောမိန့်ကြားချက်တွေကိုစာစကားနဲ့ပြောရင်ပရိယတ္တိသာသနာပရိယတ္တိအဆုံးအမလို့ခေါ်မယ်အဲ့ဒီပရိယတ္တိအဆုံးအမကမှလမ်းညွှန်ပြီးတော့ချပေးလိုက်တော့ပြိဿရဲ့ယုတ်တရားနာတရားကိုလက်တွေ့ကျင့်သုံးလာတဲ့အခါကျတော့ပฏิပတ်အကျင့်သာသနာကြတော့ပฏิပတ်တိအဆုံးအမသာသနာလို့ခေါ်တယ်ဟုတ်လားဒီတော့ပฏิပတ်တိအဆုံးအမသာသနာကိုလက်တွေ့ကျင့်ကြံပွားများမှလမ်းဆုံးရောက်မှပฏิဝေဒသာသနာဆိုတဲ့နိဗ္ဗာန်ချမ်းသာဒုပရိသရမှာမဟုတ်ဘူးလားဒီတော့ပြိဿပฏิဝေဒသာသနာဒီရှေ့ဆုံးမှာရှိတာနောက်ဆုံးမှာရှိတာပฏิပတ်တိသာသနာဒီဘယ်နေရာမှာရှိလဲရှေ့ဆုံးပါပฏิပတ်တိသာသနာဘယ်နေရာမှာရှိလဲဒီရမလေးအစဉ်အတိုင်းပြီးတာရှေ့ဆုံးခုံတက်လာတယ်ခုံရင်တဲ့ဝါဒနာသိပါလားဟမ်အဲ့တော့ပฏิဝေဒပฏิပတ်တိဟောနောက်ကပြန်ရင်သတ်စကန်အခု first ပါပရိယတ္တိပရိသတ်ပရိယတ္တိသာသနာဆိုတဲ့အဆုံးအမတွေပုံပြီးအက္ခရာတွေမှန်မှန်ကန်ကန်အပေါ်မရှိအလိုမရှိတည်တတ်အောင်စောင့်ရှောက်ထားမှဒီသာသနာကတကယ်ဖြူစင်တဲ့မြင့်မြတ်တဲ့သာသနာအစစ်မှန်ဖြစ်မှာဟုတ်တယ်မလားဒီတော့ဦးဇင်းတို့ကတော်တော်များများကသာသနာတော့ပြုနေကြတယ်ရေးလိုက်ရင်တော့သာသနာပြုပဲပရိသတ်ရဲ့ဘယ်သာသနာပြုတာလဲမင်းဘယ်သာသနာပြုကြအိမ်မှာစိတ်ရတဲ့အခါသာသမီတွေနဲ့မတည့်တဲ့အခါစီဝါရေးအစင်မပြေတဲ့အခါဘုရားကျောင်းကသွားပြီးတော့သာသနာပြုပါတယ်ဖုံးလိုက်မယ်ဖောင်းလိုက်မယ်ပိန်လိုက်မယ်စိတ်လိုက်မယ်ပရိသေမြောင်များစွာနဲ့ပြုကြပါတယ်ပြိဿပฏิပတ်တိသာသနာနောက်ပဲအာယုံပြုပြီးတော့ပရိယတ္တိသာသနာစာပေသင်နေတဲ့ကိုယ်တော်တွေစာချက်နေတဲ့ကိုယ်တော်တွေကိုမသိကြအောင်ဆောင်မယ်ပြစ်ထားမယ်ဆိုရင်ဒုပရိသသာသနာတကယ်ပြုရရောက်ပါမှာမရပါဘူးဗျာဒီတော့သာသနာကြီးအခြေခံတည်တတ်နေဖို့ရအတွက်ဘယ်သူတွေဟာအဓိကလဲဆိုရင်ဘယ်လိုပြောမလဲပရိယတ္တိဝန်ဆောင်ကိုယ်တော်တွေဟာအဓိကပဲပြိဿရဲ့သာသနာကြီးတွေမှာသာသနာတန်ခါလေးမြိုင်မြိုင်ဆိုင်ဆိုင်ရွှေရွှေမြူးမြူးနဲ့သာသင်စာချတဲ့အတန်းနဲ့ညံနေမယ်ဆိုရင်အဲ့ဒီကိုယ်တော်လေးတွေသာသနာမှာသာအနံမပြတ်အနိုင်မို့မပြတ်ကျက်နိုင်မို့တို့ရဓမ္မပေါင်းတော်တွေကသွန်သင်တာကြောင့်ဒီပစ္စည်းတွေပါနဲ့ထောက်ပံ့ပေးလိုက်မယ်ဆိုရင်အဲ့ဒါသာသနာကိုအရှိခံအောင်ဆွဲဆနေတာနဲ့အတူတူပဲဟုတ်လားမဟုတ်ဘူးလားတော်တော်များများကခုဟာကြောင်းမြန်ဖြစ်နေတယ်သာသနာလေးတွေအခြေခံအကျဆုံးသာသနာပြုတဲ့ကိုယ်တော်လေးတွေကိုသိအာယုံမဆိုင်ဘူး